ဒီကလေးလေးတွေကတော့ဒီချိန်မင်္ဂလာတော့အိမ်တင်ဝိုင်းလေးပဲဖြစ်ပါတယ်မင်္ဂလာတော့မှသွားတင်ရတဲ့အိမ်လေးပေါ့နော်အဲ့မှာကျတော့ကလေးလေး၄ယောက်ရှိတယ်၃ယောက်ကတော့သူတို့က level 1ကလေးတွေပေါ့နော်တစ်ယောက်ကကျတော့ level 2ပေါ့သူကမိနစ်ကနေလေးကတက်ထားတာသူဆိုလို့ရှိရင်ဒီချိန်အခုဆိုလို့ရှိရင်အသက်၈နှစ်ပေါ့အသက်၈နှစ်မှာဒီချိန်တို့ခဲစာတက်မယ်ပေါ့ level 2ဒါပေမဲ့ဆီယမတို့က level မနေတဲ့အတွက်နောက်ထပ်၃ယောက်ကကျတော့ဒီချိန်တို့ level 1မှာဖြစ်တဲ့အတွက် level 1ကလေးလေးသင်ခန်းစာတွေကိုဒီချိန်တို့သင်ရတာပေါ့နော်သူတို့က level မတူတဲ့အတွက်သင်ခန်းစာတွေတော့မတူဘူးပေါ့ဒါပေမဲ့ဒီချိန်ကညှိပြီးတော့သင်ပေးထားတယ်အခုဒီကလေးလေးတွေဆိုလို့ရှိရင်ဒါ level 1ကလေးလေးတွေရဲ့လက်ရလေးတွေပေါ့နော်သူတို့မှာဆိုလို့ရှိရင် level 1မှာရှိတဲ့သင်ခန်းစာအားလုံးကိုဒီချိန်ကတယောက်ချင်းကိုဂရုစိုက်ပြီးတော့သင်ပေးထားပါတယ်ဒီကလေးလေးတွေကတော့ဒီချိန်ရဲ့ကလေးလေးတွေပဲဖြစ်ပါတယ်ဒီချက်ကလေးလေးလိုမျိုးပေါ့နော်ပကြီးကားလေးတွေစိတ်ဝင်စားတယ်ကလေးလေးတွေပကြီးသင်နေတယ်ဆိုလို့ရှိရင်เนาะဒီချက်ရဲ့မြတ်တာပကြီး page မှာလာပြီးတော့စုံစမ်းမြင်မြန်နိုင်ပါတယ်เนาะ